ဆိုတလန်းလုံးပျက်စီးသွားတဲ့အနေအထားပန်းနာတဲ့ဆိုဖြစ်မှာပေါ့နော်ဆိုတော့ဒီလမ်းအရင်တော့ကားကြီးတွေသွားတာပြီးတော့ဒီတွေရဲ့ဘေးကအောက်ထဲမှာဂလိုင်ပေါက်နေရှိကင်မရာမှာ location ပါတယ်ပါနော်ကျောင်းကြီးဆိုရင်ကြီးပဲအောက်မှာနေသေးကြသေးတယ်နေတော့开眼镜的6公分。哦，这个蛮厉害。အဲ့ဒီလေးမတက်ဖို့သွားရဲပဲဒီနေရာလေးဟိုပြိုနေနေရတယ်အထဲထဲတွေသွားမှာသွားဘူးလေဒီဘက်ကမ်းရမယ်လားလက်ရှိတော့အခုရောက်နေတာတော့မန္တလေးမြို့ဒိဋ္ဌိနာမဖျားကြီးတိုက်အာနန္ဒာဖျားတဲ့ရောက်နေတာဖြစ်ပါတယ်ဗျာအာနန္ဒာဖျားဆိုတာဒီလိုဖျားကြီးတိုက်ရဲ့ကျက်တည်ဆောင်တနည်းအားဖြင့်ရှေ့ရခင်တုန်းကတော့သိဏီကြီးလို့ခေါ်တယ်လို့ဆိုပါတယ်ဗျာကဘာတိဖျားကြီးပါဒီကဘာတိဖျားကြီးလည်းပဲပြိုပြက်ကျသွားတဲ့အတွက်ပြုပြင်မှုရာတူတယောက်တည်းတက်နိုင်တဲ့အနေအထားမျိုးမရှိပါဘူးအများစုပေါင်းပြီးတော့မှပြန်လည်ပြုပြင်မှသာလျှင်တက်နိုင်မယ့်အနေအထားမျိုးရှိပါတယ်ဗျာနောက်ပြီးတော့နံပါတ်2ရေးကြည့်တာတော့ဒီလိုဒိဋ္ဌိနာသမဖျားကြီးတိုက်ဆိုတာတစ်ချိန်လုံးကဒီ1388မတိုင်ခင်မြန်မာနိုင်ငံမှာတန်ခါအများဆုံးကျောင်းတိုက်တွေအများဆုံးရှိတဲ့တိုက်ကြီးပါကျောင်းတိုက်ပေါင်း80နဲ့တကျောင်းရှိပါတယ်ဗျာအဲ့90ကျောင်းမှာကျောင်းပေါင်း60ကျော်လောက်နေမဖြစ်အောင်ပျက်စီးသွားပါတယ်နောက်ပြီးတော့ဒီလိုပျက်စီးသွားတဲ့ကျောင်းတွေအသီးကတော့နည်းနဲ့အများအနှင်းနဲ့အမြန်ပြင်ကြမှာပါအလေတိုက်ကြီးဆိုတာကတော့ဖြစ်အင်ပဒန်ကိုအရေးကြီးတဲ့တိုက်ကြီးပါဗျာပညာတတ်တွေလည်းအများကြီးဝေဖွာထုတ်ပေးလိုက်တဲ့တိုက်ကြီးပါနောက်ပြီးတော့မင်းတို့မင်းကြီးရဲ့ပြင်သမတန်ခိုင်နာတင်တဲ့အခါတုန်းကသေလက်ခရလို့ခေါ်တဲ့ကြောက်တဲ့အခါတင်တဲ့နေရာမှာပိဋကတ်သုံးဖို့ကြောက်တဲ့အခါတင်တဲ့နေရာမှာဒီဆရာတော်ဘုရားကြီးဟာလေတိုက်ကြီးမှာသတင်းသုံးတော်မူတဲ့ဆရာတော်ဥဇာကရာဘိဝန္ဒဆိုတာဦးစီးဥဆောင်ဗဒာနနာယကအဖြစ်နဲ့ဆောင်ရွက်လာခဲ့တဲ့ကျောင်းတိုက်ကြီးလည်းဖြစ်ပါတယ်ဗျာဒီကျောင်းတိုက်ကြီးဟာကိုပြိုကျပျက်စီးသွားတဲ့အတွက်တူတယောက်တည်းပြုပြင်ဖို့ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူးဗျာအဖွဲ့အစည်းတွေကစုပေါင်းပြုပြင်ပေးမှသာလေဒီကျောင်းတိုက်ကြီးပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့လိုပြန်ပေါ်လာဖို့ရလည်းပဲဖွဲ့ပြီးတော့ဆန္ဒရှိပါတယ်
နောက်ပြီးတော့ဟိုနိုင်ငံတော်သံဃာ့မန္တနာကခေရောက်လာတဲ့အခါမှာလည်းပဲနိုင်ငံတော်သံဃာ့မန္တနာကဆရာတော်တွေရဲ့သုံးပုံနှစ်ပုံလောက်ဟာဒီဒက္ခိဏာမှာဘုရားကြီးတိုက်ခွက်ဆရာတော်တွေပဲဖြစ်ကြပါတယ်အဲ့တော့တနိုင်ငံလုံးမှာသာသနာပြုနေကြတဲ့ဆရာတော်တွေနိုင်ငံတကာမှာရောက်နေကြတဲ့ဆရာတော်တွေကဘုရားကြီးတိုက်ရဲ့ကျေးဇူးမကင်းမဲနဲ့ဘုရားကြီးတိုက်ဆရာတော်တွေဒီပညာရင်တို့တောက်ဆိုပြီးတော့အသီးသီးသာသနာပြုနေကြတာဖြစ်ပါတယ်ဗျာအဲ့လိုသာသနာပြုနေကြတဲ့အတွက်ဒီကျောင်းတိုက်ကြီးပြန်လည်ပြီးတော့ဒီဆောင်မှုရာအတွက်အားလုံးကစုပေါင်းပြီးတော့ဆောင်ရွက်ပေးမှသာလေဖြစ်နိုင်တဲ့အနေအထားမျိုးရှိပါတယ်တဦးတယောက်တည်းဒီနေ့ကတော့ဒါကြီးကိုကောင်းအောင်ပြင်ဆင်နိုင်မှုပြုပြင်နိုင်မှုဆိုတာမဖြစ်ပါဘူးဗျာအခုလက်ရှိဒီနေ့တန်ခါသတင်းသုံးတာကတော့900ကျော်800ကိုဗစ်ကာလတုန်းကတော့900လောက်ထိတော့သတင်းသုံးတာဖြစ်ပါတယ်ဗျာအဲ့ဒီသတင်းသုံးနေတဲ့ကျောင်းတိုက်ကြီးတွေအတီးအတီးကိုလည်းပဲသူ့နေရာလေးနဲ့သူပြန်ပြီးအဝင်ဝင်ရဖြစ်အောင်အဖွဲ့အစည်းတွေအားကိုးပြီးတော့မပြုပြင်ကြရမှာဖြစ်ပါတယ်တချို့ကျောင်းတော်ကကျောင်းမတွေကလည်းပဲမရှိကြတော့ဘူးဒေသွားကြတဲ့အခါကျတော့ဘုန်းကြီးတွေအနေနဲ့တိတ်ပြီးတော့တောင်းယူပြီးထမ်းဆောင်နိုင်တဲ့အနေအထားမျိုးမရှိပါဘူးဗျာမရှိတော့တဲ့အတွက်အားလုံးစုပေါင်းပြီးတော့မှတောင်းယူကြမယ်ဆိုလို့ရှိရင်တော့ကျောင်းတော်ကြီးလည်းပဲပြန်ပြီးတော့စီကားလာမယ်သာသနာအတွက်အားကိုးရတဲ့ကျောင်းတော်ကြီးဒီတိုင်းဖြစ်လာမယ်လို့ဒီလိုတော့ယူဆပါတယ်ဗျာအဲ့လိုယူဆတဲ့အတွက်အဲ့လိုလေးလဲဖြစ်အောင်ဝိုင်းဝန်းပြီးတော့ကူညီကြပါစောင့်ရှောက်ကြပါလို့ဒါလေးမြစ်တဲ့ရက်ခံလိုပါတယ်ဗျာဒါကတော့လက်ရှိမန္တလေးတိုင်းဒေသကြီးသံဃာနာယကအဖွဲ့ရဲ့အကျိုးတော်ဆောင်တာဝန်ပေါ့ဒီဒက္ခိဏာဓမ္မဘုရားကြီးတိုက်မှာတော့တိုက်ရဲ့သမုဒိနာယကတစ်ပါးဖြစ်ပါတယ်ဗျာပြီးတော့ဘုရားကြီးတိုက်မှာဗราဏနာယကတိုက်အုပ်ဆရာတော်ဘုရားကြီးနဲ့အောက်မှာတိုက်နာယကသမုဒိဆရာတော်10ပါးရှိတယ်ပေါ့ဗျာအဲ့ဒီထဲမှာဒီဆရာတော်ကခုနပြောလို့တိုက်မှာတော့တိုက်နာယကသမုဒိဆရာတော်အဖွဲ့အစည်းမှာတော့မန္တလေးတိုင်းဒေသကြီးသံဃာနာယကအဖွဲ့အကျိုးတော်ဆောင်နဲ့တိပိဋကပါဠိမြန်မာဗိဓံကျမ်းပြအဖွဲ့ရဲ့အဖွဲ့ဝင်ဒက္ခိဏာဓမ္မဘုရားကြီးတိုက်ရဲ့စာကြအဖွဲ့ဝင်ဖြစ်ပါတယ်ဗျာဘုရားတပည့်တော်ကတော့ပြီးတော့မန္တလေးမြို့ဒက္ခိဏာဓမ္မဘုရားကြီးတိုက်ရဲ့တိုက်သမုဒိနာယကတစ်ပါးဖြစ်ပြီးတော့ချမ်းမြသာစီမြို့နယ်သံဃာနာယကအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်အဲဒီဒက္ခိဏာဓမ္မဘုရားကြီးတိုက်ဆိုတာခုနတိုင်းအတွင်းမှုဆရာတော်အကျိုးတော်ဆောင်ဆရာတော်မင်းငယ်တို့ပဲဘုရားကြီးတော်တို့တစ်ချိန်ကတော့မြန်မာပြည်အနှံ့ဟာဘုရားကြီးတိုက်အနွယ်ဘွားတန်ဃာတော်တွေကအလွန်များပြားခဲ့ပါတယ်ဟိုတစ်ချိန်ကဆိုရင်တော့ပြောတော့မန္တလေးမြို့အနေနဲ့ပြောရင်ကျောင်းတိုက်ဟာလည်းအကြီးဆုံးတန်ဃာဟာလည်းအများဆုံးစာချမှာဆိုရင်လေးပင်လေးရက်ကနေပြီးတော့ဘုရားကြီးတိုက်ကိုအမိပြုခဲ့ရတာရှေးရခင်ကတော့ပြောတော့ရှေးတုန်းကဆရာတော်ဘုရားကြီးတွေဆရာတော်ပြင်သမတန်ရနာတင်တဲ့ဆရာတော်ဥအာစရာဘိဝန္တဆရာတော်ဥအာစရာဘိဝန္တဆရာတော်ဥမာဏိတာဘိဝန္တဒီနောက်ပိုင်းမှာဆိုရင်ဆရာတော်ဥနာဒရာဘိဝန္တတောင်ပြင်နဂါအနောက်ပြင်ကြားလို့နာမည်ကြီးခဲ့တဲ့တောင်ပြင်မှာနဂါဆရာတော်လို့နာမည်စာကြနာမည်ကြီးတဲ့ဆရာတော်ဥနာဒရာဘိဝန္တအဲ့ဒီရဲ့နောက်ပိုင်းမှာဆိုရင်ဆရာတော်ဥက္ကန္တာဘိဝန္တဆရာတော်ဥကျေအဲ့ဒီရဲ့နောက်ပိုင်းမှာဆိုရင်ဘုရားကြီးတော်တို့အမရပူရဆရာတော်လို့ဆရာတော်ဒီလူတည်များတဲ့ဆရာတော်ဥက္ကန္တာဘိဝန္တအဲ့ဒီရဲ့နောက်ပိုင်းမှာဆိုရင်ပရိယတ္တိနေပယ်မှာအလွန်နာမည်ကြီးတဲ့နေရာဆရာတော်ဘုရားကြီးဗဒန္တမေရိယဘိဝန္တအဲ့ဒီရဲ့နောက်ပိုင်းမှာဆိုယခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဒက္ခိဏာဓမ္မဘုရားကြီးတိုက်ရဲ့တိုက်အုပ်ဖြစ်တဲ့ဆရာတော်ဗဒန္တဩဘာဒဘိဝန္တအစရှိတဲ့ဆရာတော်စင်ဆက်ယနေ့ချိန်ထိသတင်းသုံးနေခြင်းဖြစ်ပါတယ်ဗျာယခုအချိန်ကာမှာတဝါဘေးဒဏ်ကြောင့်ပျက်စီးသွားတဲ့ဘုရားကြီးတို့ဒက္ခိဏာဓမ္မဘုရားကြီးတိုက်ကြီးဟာအလေတိုက်ကြီးဟာဆိုရင်တိုင်းအကျိုးတော်ဆောင်ဆရာတော်မိတ်သွားလို့ပဲဆရာတော်ဘုရားကြီးတွေအရင်ကတောင်ချေမှာပြင်စမတန်ခနာတွေမှာအကြီးအမှုဖြစ်တဲ့ဆရာတော်ဥဇာဂရာပြုံးတာသတင်းသုံးတဲ့ရှေ့သမိုင်းအစဉ်လာရှိတဲ့တိုက်ကြီးပေါ့ဗျာ15ခန်း10ခန်းလောက်ကျယ်ဝန်းတဲ့တိုက်ကြီးပေါ့အဲ့ဒါကြီးလည်းပြိုပြက်နေတဲ့အတွက်ဒက္ခိဏာဓမ္မဘုရားကြီးတဲ့ရဲ့ကျက်သေးဆောင်အလေတိုက်ကြီးဖြစ်တဲ့အတွက်ဒါကြီးကိုလည်းသမိုင်းမပြောက်သွားအောင်ယခုအချိန်မှာအဖက်ဖက်ကသာသနာပြုကြတဲ့ပုဂ္ဂိုလ်များအနေနဲ့ရှေ့အစဉ်ဆက်တိုင်းပြန်လည်တည်ဆောက်နိုင်ဖို့အတွက်ဆရာတော်များကအာတိတရှိကြတယ်ပေါ့အဲတိုက်ရဲ့တောင်ဘက်မှာဆိုရင်ဘုရားကြီးတိုက်ရဲ့တိုက်ဦးစီတွေဖြစ်တဲ့ဥပဝါစီတွေစုတောင်းပြည့်စီတော်များကြီးယခုလက်ရှိတရင်ထိုင်းနေတဲ့နေရာဖြစ်တဲ့အာနန္ဒာစီတော်မြတ်ကြီးတွေကိုတော့မဖြစ်မနေပြန်လည်ပြုပြင်ဖို့တောင်းဆန္ဒရှိကြတယ်တိုက်ထဲမှာလည်းနှစ်ပေါင်း100ကျော်ရှိတဲ့ခုတိုင်းအတွင်းမှုဆရာတော်တရင်သုံးတဲ့သာသနာဇောတိကာယုံအုတ်ကျောင်းတို့ပျော်ပွဲအုတ်ကျောင်းတို့မိုးကုတ်ကျောင်းတို့ဥဇာဂရာကြီးကျောင်းတို့ပိရကတိုက်ကျောင်းဆိုတဲ့တိုက်ကျောင်းတွေနှစ်100ကျော်လောက်ရှိတဲ့တိုက်ကျောင်းတွေလည်းပြိုပြက်နေတဲ့အတွက်တိုက်ထဲမှာဆိုရင်ပြိုပြက်တဲ့ကျောင်းတွေလည်းတော်တော်အရေးအတွက်အများပြားတဲ့10ခန်းရှိတယ်ပေါ့လေဒါတွေကိုလည်းရှေးရခင်တွေကတမိုင်းရှိတဲ့ဘုရားကြီးတိုက်ကြီးကိုခုချိန်မှာအများစုပေါင်းနဲ့ပြန်လည်ပြုပြင်နိုင်မယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်မယ့်အကြောင်းဒါမျိုးဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဆရာတော်ဘုရားအနေနဲ့လည်းအားလုံးပေါ်မှာနှိုးဆော်ကူညီပြီးတော့သာသနာပြုပေးပါလို့မေတ္တာရပ်ခံလျှောက်ထားလိုပါတယ်ဗျာ
ဒီဘက်ထွက်ဖုန်းပြဒီကျောင်းရဲ့အခြားဘယ်ကျောင်းရှိသေးလဲဖုန်းပြဖုန်းပြဒီကျောင်းရဲ့နောက်ဘယ်ညာရှိသေးလဲဗျ မနေ့အားလုံးကဆက်လက်ကြောင်းခိုင်းနေတာ ဖုန်းပြဟိုကလေတပည့်တော်ပြိုတဲ့ဟာကြီးရိုက်ရိုက်တာ ပြောဒီမှာပြောဒီမှာပြော ပြန်ဆောင်ဒီမှာရိုက်ပြီဗျဒီမနေ့အပြင်မှာလက်ရိုက်ပြီဗျဒါဘုန်းကြီးတို့ဒီတိတ်ကတန်ခါပါဘလောက်ဟိုတနေ့တော့အပြည့်စီဘလောက်ဆိုအဲ့လေးနည်းနည်းလေး ကျောင်းကဆက်လက်ကြောင်းပြည့်ပြည့်ဆက်လက်ကြောင်း ဒီမှာအဲ့ဒါလေးပြောလမ်းဘက်ကမှန်ပါဗျကဲရှစ်ထွက်ပေးလိုက်မယ်မောင်ကျောင်းလိုက်ဒါပဲမပြောမဟုတ်ဘူးအတိတော့ဘိုးကြီးတိတ်တန်ကတိတ်တာတန်ကအတွက်ဟုတ်တယ်မလားအန်တယ်ညားတယ်ကကြည့်တော့ကြောက်ပါဘူးခုနေဟုတ်လားကောင်းကြောက်လို့သူတို့တော်လာတာမဟုတ်ဘူးဟုတ်တယ်သူတို့တော်လာတာမဟုတ်တော့ဒါတော့ရဲဆောင်ရိုက်တယ်သူကချက်ချင်းပို့မှာဘူးအိန္ဒိယနဲ့လင်းနဲ့လာဒီနေ့ညနေပြန်ချက်ချင်းပြန်ပါမယ်ကိုနေရာလေးကိုထိုင်ကြည့်နေမှာတဲ့ရေပေးလည်းမစွန့်ဘူးတဲ့ဘာလို့လဲဆိုတော့ငါတို့မန်လေးကိုငါတို့ချစ်တယ်အဲ့လိုပြောရဆရာမမြင်ရဘူးမြင်ရတယ်ဘုမလို့လုံနေတာဒီပေါ်လာပါအောင်ဒီပေါ်လာအခုဓာရီကလာပါလေမင်းတို့တမင်ကုတ်လို့ဖြစ်လာတော့ကြည့်တယ်ဒီလိုဖြစ်သွားဒီဘုံကြီးတင်ပါတို့တော့တက်ပြီးလုံနေရတာဟုတ်မလားဒီစက်ကိုပေါ်
တော့ပြူတော့ဒီမုံပေါ့ဟင် ဒါကိုကားလေးနဲ့ရိုက်တာ ဩဟုတ်ပါဘုရားတို့ကဘယ်နဲ့ထပ်လုံးလုံးပြူတော့အားလုံး ဒီလုံးရာအေးဟိုစီနဲ့ဒီ ကျွန်တော်တို့ဒီအိဗန်ချမ်းသာကိုရည်ဆိုရည် ငါးတော့ပါတော့ အားလုံးမှနေဆိုအဲ့တော့ပြူသေးပြီလား သူကလက်လော်လောက်ကပြပါဘူးအဲ့ဒါနဲ့လမ်းရှာရင်းနဲ့တတိတော့ခြေအထောက်မတော်ပဲနဲ့အောက်ကိုပြစ်ကြသွားတော့အောက်ကိုပြစ်ကြသွားပြီးတော့မှအောက်မှာလည်းတရားတွေကပေါ်ရပါပြီထားရပါပြီးတော့အပေါ်တက်ဖို့လည်းမလို့တော့လည်းအဲ့ဒီဟိုနားလေးကဘုံနားဆောင်နေရှိရဲ့ ဘုန်းကြီးရတော့ ဘုံကြီးနားဆောင်ဘုံ ဘုန်းကြီးတွေနားတဲ့အဆောင် နားတဲ့အဆောင်ပေါ့အဲ့ကိုသွားတယ်မှယူပါတော့ဖလုပ်တွေပါခြေလောက်ပြီးတဲ့အချိန်မှာနောက်တစ်ခေါက်လို့ပြန်လောက်တဲ့အချိန်မှာပြီးတော့လည်း အချိန်ချင်းလှုပ်တဲ့အခါမှာပထမတစ်ချိန်မှာစပြူ ပထမတစ်ချိန်မှာလက်လော်လောက်ပြီးလာ ဩဟုတ်ပြီနောက်တစ်ချိန်ကျတော့ အဲ့နဲ့ပထမတစ်ချိန်လောက်ပြီးအချိန်မှာတတိတော့လွတ်လာပြီ9ယောက်ရှိတယ်3ယောက်ကလွတ်လာပြီ ဟုတ် ကျန်တဲ့2ယောက်ကမစင်းနိုင်နေဘူးတတိတော့အကူကတန်ရာခေါင်းတန်ရာတော့ရတာပြီလေအဲ့ဒီတော့သူကဆက်ဆက်ရှိတယ်မျိုးပေါ့ မင်းအသက်ဘယ်လောက်ရှိလဲ 26ပြည့်ပြီဗျ မပုံနေနံပါတ် 98 ဟမ် ဟုတ်ကူက98 မပုံနေနံပါတ်က ဟို6ရက်ကူလာ မပုံနေနံပါတ်ကကမောဆိုရင်တစ်ပါမနာဘယ်လို ဟော လဲ တင်မြင်ဆောင်ဘာမှနားနိုင် ဟောအေးဘယ်မမီးရ ဆိုဝင် ဘုံမရှိတာလား မလေးပါရှိရဗျ ဟောမန်းလေးမရှိရအဲ့တော့မင်းဒီမှာမင်းကတက်ခွဲနေတာ ဒီတော့ကျွန်တော်မနေ့က3လပိုင်းလောက်ကြာစစ်လာရှောင်းလာအဲ့ဘယ်ပထမတစ်ခေါက်စစ်တော့စစ်လာရှောင်းနေအခြားနေရာမှာနေရနောက်ပိုင်းကျတော့အစီအမံပြရမယ်ဒီကညာနဲ့ပုံစံမှာပြောင်းနေလိုက် ဒီကွန်တော့ကြတက်တာဘူး ကျွန်တော်တက်တာလားဆိုတော့24နိုင်ရတယ်ဒီဟိုတယ်ကြီးနဲ့ဆိုင်တော့တက်တာပါ ဩဒါစကိုင်းဗီလာဟိုတယ်ဘဟုတ်ဘူးကွန်ဒိုတွေအနေနဲ့ ကျွန်တော် ငားနေတာ ညာ ငားနေတာ ဟုတ်တယ်ဗျာ9နေရဗျာ တလာချင်းက ပထမရက်ကျွန်တော်တော့6လချုပ်ရတယ်6လချုပ်ပြီးတော့ဟိုကနောက်ထပ်3လပြန်ချုပ်တယ်ဒီနောက်ဆုံး3လချုပ်ပြီးတစ်ပတ်အကြာမှာပဲအခုဖြစ်သွားတော့ ခုလောတဲ့ဘယ်မှာနင်းနေလဲ ဟိုတတိတော့ဒီနေ့မှပြင်ရဆင်းလာဗျာ ဩ မနေ့ကပြင်ရဆင်းလာဒီနေ့မှခဏနားနေ ဒီပါဒီပါခုလိုဒီ 3 တိုင်း လောက်ဘယ်လောက်ပေးရတာ ညာ 3လောက်ချုပ်တာဘယ်လောက်ပေးရ တစ်လောက်ကို25တယ် 25သိန်း ဟမ်ဘယ်နှစ်ယောက်တို့25တင်းอ่ะ နေတာ အခန်းခြေနှခမ်းနဲ့အခန်းဒီတစ်ခါပါဗျာ အဲ့တော့25တင်းပြရတာ 25တယ် ဘယ်နှစ်ယောက်နေတာ 9ရောက်10ရောက်လောက်ပြီ ဩအဲ့ဒီယောက်ကဘယ်တော့ကြာ ကျောင်းကိုဘာလို့အဲ့အစမပြေရဲ့လူတွေတော့မထဲတော့ဘူးပေါင်းလာတာပေါ့အစမပြေရဲ့လူတွေကပြင်ပြီးအဲ့လိုရတာပေါ့သူကဓာတ်ပေါ်လေးကိုလာဆောင် ဩဟုတ်လား ဆက်ပါလို့ပြောတယ် အခုမင်းနဲ့ဓာတ်ဘော်ဒီဘယ်နှစ်ယောက်လောက်မင်းနဲ့ပတ်သက်တာရှိလဲ 3ယောက် 3ယောက်ရှိတယ် မတွေ့ဘူးတစ်ယောက်ကကျွန်တော်အခု ဩ တစ်ယောက်က ခေါင်းကြီးရဆိုအခု ခေါင်းကြီးတာကျွန်တော်အခု အဲ့သူကဒီထဲမှာပဲ နောက်တစ်ယောက်ကကျွန်တော်အခုပဲတကယ်ကြီးကျွန်တော်အခုလည်းမမားပါဘူးအတူတူပဲ နာမည်ဘယ်လိုခေါ်လဲပါသွားတယ်ကိုက ဖိုးလုံးဖူတာ နောက်တစ်ယောက် တစ်ယောက်ကဖိုးလုံးတစ်ယောက်ကဖူတာနောက်တစ်ယောက်ကအကျက် အကျက် အကျက်ကကြတော့ကျွန်တော်လည်းတောင်းနေကြတယ် ဩ အဲ့ဒီလည်းနည်းပေါ့အဲ့လိုမျိုး လူရှိမအကြီး ဝင်းတော့ဝယ် အေးပါပြီအဲ့တော့ဟိုဒကာလေးနာမည်က အောင်မင်း အောင်မင်းဦးအနေနဲ့အခုဖြစ်စဉ်ကြီးကိုမင်းရဲ့ဒီမှာတရားဝင်တကဘာတော့မင်းပါပြောချင်တယ်မင်းကကိုယ်နဲ့ကြုံလဲရတယ်ကံကောင်းတို့လုံးဝဒီချိန်မှာမင်းလည်းလောင်းပြင်းနေပြီဟုတ်တယ်မလားအဲ့တော့မင်းကဘုရားဘာသာတယောက်လေးဖြစ်တော့ဒါအမြင်လေးနဲ့ခံစားချက်ကလေးပြောပါဦး
ကျွန်တော်ကတော့လောလောဆယ်အဲ့ဒီငလင်ခံမာကြီးရတာတော့ငလင်လောက်တာနဲ့ဒီမှာတော့အဲ့လိုဖြစ်စေချင်တယ်တော့လွတ်အောင်တော့တောင်းနေတယ်တော့ဟောလဲဆိုရှင်းမောက်မှာဖြစ်တဲ့အရာကဒါဆူရလို့လည်းဘာလို့လဲဘယ်မှာမဖြစ်စေချင်ဘူးတော့ အိမ်တော်ဘာညာမရှိဘူးနော် အင်းတော့မရှိဘူးဗျာ တားစီဝဲအဲ့လိုက ကုန်တယ်ဗျ ဒနာဒနာကြောက်ဘူး သေးတယ်ဗျ အော်ဈေးတယ် သေးတယ်ဟိုဒီတော့ဗမော်မျိုးပါဗျာ အေး ဗမော်မျိုးကဈေးရောက်တိုက်ပွဲပဲဖြစ်တော့မလေးကိုစစ်လာချောင်း တော်တော်များလာဗမောကဒီမှာလာနေကြတာ ရတယ်ဗျာ ဒီမှာအောင်နေတာကိုများလာ ရတယ်ဗျာဒီလိုလက်စုစာလောက် ဖြစ်တာလား အော်ဒီမှာသေးသွားတာတိတော့ကဒီဘယ်လိုမှရှိတော့သေးတယ်တဲ့ တော့ အားလုံးပေါင်းဟုတ်ဗမောမဒီလာကြီးကုန်လုံး ကျွန်တော်လည်းအဲ့ဒါ အော်ဆုံးမသိနိုင်တော့ ဒီ ဘူး ကြမခတ်မှန်းတက်ဘူးဗျာနေလေဆိုတော့တချို့ကလည်းအလုပ်သွားတဲ့ဟာတွေပါနေတယ်ပေါ့ဒါပြင်ဒီအားလုံးစုစုပေါင်းမှလူဘယ်နှယောက်နေလဲဆိုတာလည်းကျွန်တော်တို့ကတိကျလို့ရှိတယ်ပေါ့ကျွန်တော်လည်းသူ့ကိုခန်းတဲ့ကိုနေတော့ရုံပိုင်းတွေကဆက်ဆက်ရမယ်ဆက်ဆက်တော့ဒီဘယ်နှယောက်ရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒါတော့အတိအကျမသိဘူး မဆိုရင်ကြောင်းတိတိုက်တိလို့ခေါ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်ကိုရင်အပါ300လောက်ကိုစာမှုဝတ်တဲ့စာရွက်ဝေးပြီးသွားပြီအဲ့ဒီနေရာတော့ကျွန်တော်မရောက်ခဲ့ဘူးအဲ့ဒီဟာဆိုလို့ရှိရင်အဲ့စာမှုဝတ်စာရွက်ဖြည့်ပြီးတော့အဲ့ဒါအားလုံးပြူကြတယ်ကြားတယ်မဆိုရင်တိုက်တိလို့အဲ့ဒီနေရာတော့ကျွန်တော်ခုတည်းတော့မရောက်သေးဘူးအဲ့တော့အဲ့ဒီလိုမျိုးဆိုရင်အဲ့ဒီမှာအပါ300လောက်ရှိတယ်အဲ့မှာ တော်လေးနဲ့ရှိပါဆောင်းမေးတာ အခုဒီမှာဆိုရင်လည်းဖြစ်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်1ယောက်2ယောက်ပဲကြည့်လို့ရကြံတဲ့ဟာတွေကြည့်လို့မျက်စိနဲ့ကြည့်လို့မသိတော့တဲ့အဆင့်မျိုးတွေရောက်တယ်ညက်သွားတဲ့ဟာအဲ့လိုမျိုး ဆက်လာတယ်ပြီးတော့ခဏတော့ကျေးရတယ်ပြောပြ ဟုတ်ကဲ့ဒီနိုင်ရိုးတွေပဲရှက်တယ်လူခန္ဓာကိုယ်မှာသွေးမထွက်ရင်တော့နိုင်ရိုးကအထဲမှာအဲ့လိုဖြစ်သွားတော့ခါကြောင် ငါဟိုနေ့ကပါ အဲ့လိုနဲ့ တက်လာ သိအောင်လည်းမပြီး ဆရာ တော့ လေးပြီးကန်လိုက်တာဘာမှမသိဘူးလို့ဝင် သူကပစ္စည်းနဲ့အသက်နဲ့လဲလိုက်လို့ဖြစ်သွားတာ အဲ့ ပေါ့ သူတို့ပစ္စည်းနဲ့အဆက်နဲ့လေလိုက်သူ ပစ္စည်းကိုဆုံးရှုံးမခံနိုင်တာနဲ့သွားယူတဲ့အချိန်မှာအသက်ပါပေးလိုက် တက်ပါပေးတယ် ရော အဲ့ အ ပ သက် စ္စည်းလည်းမရလိုက်ဘူးမမိလိုက်ဘူးပေါ့အဲ့လိုမျိုး မမဲလူလားမမဲလူကတော့ပုံဆက်တယ်ပြောရတယ်ဘလို့ရဲတယ်မသိဘူးမမဲဘူကတော့ပစ္စည်းမမဲ့ပဲလူစင်းပြေးလာလို့နော် ဟုတ်တယ် တက်ဘေးကလွတ်သွားတော့အခုကတော့ပစ္စည်းကို အချို့နေရာတွေမှာဆိုလို့ရှိရင်အချို့နေရာတွေမှာဆိုလို့ရှိရင်အခု9ရက်6ရက်ရှိတော့အဲ့ကောင်40ကအော်တိုမက်တစ်ထဲတော့ဝင်သွားအဲ့ဒီနေရာမှာခံစားရတဲ့လူကဆိုရင်ငါတဲ့ဟိုဓာတ်လေကားနဲ့ဆင်းလိုက်သလိုပဲတဲ့အောက်ကိုဣပြီးအားလုံးဝင်သွားသူ့အထက်လည်းရောက်ခုန်ချတာဒါပေမဲ့သူ့ထက်ရောက်တဲ့ခါကျဒီရက်သွားတာအဲ့လိုလွတ်တဲ့လူတွေအများကြီးပဲအပေါ်မှာအဲ့တစ်ထပ်ပဲနှစ်ထပ်ပဲကျန်တော့တာပေါ့နော်အဲ့လိုသူ့ထက်လည်းရောက်တဲ့ချိန်မှာမြည်ကြီးလည်းမဝင်သွားဘူးမဝင်သွားသူကခုန်ချအဲ့လိုဟာတွေလည်းအများကြီးပဲဒီမှာ ဦးဇင်းမြင်မလား မြင်မှုတယ်ဗျာလိုင်းပေါ် ဒီတော့လိုင်းမဒီမှာပြောပါအောင်ဒီရဲ့အခြေအနေလေးပုံပုံဒါကပြောချင်တယ်မြန်မာတနိုင်ငံလုံးသိဖို့ပေါ့ ဓမ္မ ပြောပြဒီမှာအခုပဲ28ရက်နေ့ရပဲပြူတာ ဓမ္မ28ရှင်ပထမတလိုင်းပေါ့လိုင်းလို့ပဲခေါ်လိုက်တော့ ဟုတ်တယ် အဲ့တလိုင်းမှာလေ ဘယ်နိုင်မှာလဲတနာကြီး တနားကြော်လေးပေါ့ဆုံးတွေးပေါ့ ခုနကမှခွန်နှုံးကလုတ်လိုက်တော့တန်းပြူတယ် တက်ပြီ နောက်ကြတော့ ပထမတလိုင်းပြိုတယ်သူတော့ပထမတလိုင်းငယ်တွေကအကုန်လုံးတချမ်းတော့ထီးတော့ရိမ့်ရိုင်နေတော့ဒီကဟိုဟာတွေကခေါင်းလောင်းတွေကတော့ခေါင်းလောင်းတွေပတ်ချလိုက်ပါထီးတော့ရည်ခေါင်းလောင်းတွေကတော့အကုန်လုံးတပိတ်တာတလုံး9ပိတ်တာလောက်ရှိ ဟိုမှာခေါင်းလုံးကြီးရှိ ဒီကြီးခေါင်းလောင်းတွေဒီဇီဒီရဲ့ဒီထီးတော့ရဲ့ဒီရမ်းမှာအကုန်ချိတ်အဲ့ရိုင်းအဲ့ပထမတရောင်းအဲ့ပါဒီဘက်တင်ရုံးဆိုပြီးတော့အဲ့ရဟိုမှာ CCTV ကနေမှတ်တမ်းရှိတယ်အကုန်လုံး line ပေါ်တင်ပေးတာရိုက်ပြီးတယ်ဒီဘက်ကို ဒီ တော့ ဟာသမိုင်းလေးနည်းနည်းပြောပြပါ ဒီကအတော့ကမင်းလက်ထက်ကအတော့ကမင်းတည်တယ်ဒီဒါကတော့မူလဥစ္စာတော့အောက်ချိတ်ပေါ်သွားပြီ ဒီတွေ့တာ အောက်ခြေကတော့အဲ့ဒါမူလောက်တာဖြစ်နေအတော့က အဲ့တော့မမီဘူး မမီဘူးဗျာ လောင်းရှင်ပြီးပြတယ်ခုနတကားလေးတယောက်ကဦးဇင်းတို့ဖွဲ့ပြောတယ်ဒီပေါ်မင်းရဲ့မေတော်လောင်းရှင်ပြီးပြတယ်ပြောတယ်
အာတော့က ဒီလေအာတော့နံပါတ်လုံးဟိုကောင်ကြီးပြိုတော့ကြတော့ဟိုဘယ်ဘက်ကိုကြားလဲဟိုကိုကြားလဲ တပည့်တော်တို့ဒီဘက်မြောက်ဘက်ချမ်းပဲနောက်မြောက်တော့ပေါ့ နံပါတ်တော့ဇီလေးတွေထိတော့ ဒီအဲ့ဒီရွာနဲ့ထီတော်နဲ့ပြိုကြထီတော်မန်နိုင်နဲ့ထီတော့အဲ့အရင်နဲ့ထီပြီးတော့တချို့ဟိုကထီဟိုပြောတော့ဖြစ်ပါဘူးအဲ့ဒီရတဲ့ထီတော်လေးတွေပဲညီခါသွားတာအရင်လေး အခုဒီတလားနီးပါးရှိတဲ့ကာလမှာသက်ဆိုင်ရာအဖွဲ့အစည်းတွေပါလာပြီးပြောသွားတယ်လို့ လာရတယ်ဟိုတည်းကတပည့်တော်တို့ဒီဟာတွေပုံချင်းတဲ့စစ်တပ်ကပဲလာ တမတော်လား တမတော်နဲ့ဟိုပေါ့စီပန်ပေါ့ ဘယ်မှာနေတော့ ကျွန်တော်ကဟိုမလိုက်မျိုးနယ်မှာနေရ ဟောတာမလိုက်နာ ဟုတ်မလိုက်တာဗျာ ဘောဆိုင်ပြ ကျွန်တော်ဟိုရှမ်းပြည်နယ်ဘွားမလို့ရှမ်းဘက်မှာခပြားမလို့ ပြောချင်တာဒီတိုက်ကဘယ်နေရာမှာရှိတဲ့တိုက်လဲ ဒီကောင်ကတော့ကျွန်တော်ဒီမန်လီ84 3940မှာရှိရဗျာ ဟုတ်ပြီဘုံဒါကတော့ဒါတဘောကြီးကဆောင်းနေတယ်ဒါ တမဗျာ ဘောကြီးကဆောင်းဦးမှာဒါဟာတယ် တမဗျာ တို့တွေကမြင်ရတာစိတ်ဆင်းရဲစရာတွေနဲ့ တမဗျာ မန်လေးတစ်မျိုးလုံးကချိန်မွနေတဲ့တွင်းကြီး တွင်းကြီးတမ မြင်ရတာဒီလောက်လှုပ်သွားတဲ့ခွန်တသမခွန် တမ ပြင်းတန်တဲ့ငလီကြီးကိုကျန်ရခံတဲ့ဘယ်နှလန်းနဲ့ဘယ်နှလန်းကြမှာရှိပါတိုင်း တပီတော့ဟိုတယ်နာမည်ကတော့ Grand Park Hotel ပါဗျာလမ်းကတော့ကျွန်တော်မန်လီ84 3940ကြားမှာရှိပါတယ်ဗျာ ပိုင်ရှင်ကဘယ်လိုလဲ ပိုင်ရှယ်ကတော့ကျွန်တော်တို့ဒီဟိုနာမည်ကတော့ဥရှူရှောက်ပါဗျာ ဟုတ်အေးဟုတ် ဘယ်တော့ကပြီးသွား ဒါဘယ်ခေတ်လောက်ဘယ်နှစ်လောက်ကတည်ထားလဲ တယ်တာတော့တပီတော့အတိအကျတော့မသိဘူးဗျာတပီတော့ဒီမှာအလောက်တော့ဖြစ်မယ်ထင်တယ်2013လောက်ကဖြစ်မယ်ထင်တယ် ဒီစောက်ပုံဒါနားလေလားအဲ့ဒါနဲ့ပတ်သက်လို့အင်ဂျင်နီယာကြီးလာမကြည့်ဘူးလား အင်ဂျင်နီယာကြီးလာပါတယ်ဗျာ ဘာအတွက်လားဘာတွေပြောကြလဲ ဒီကျွန်တော်ဒီဟိုပေါ့ဟိုအများကြီးမထိခိုက်ပေမဲ့နေကျကတော့ဒါကတော့နဲတော့ဟိုပျက်စီးမှုလေးရတော့ရှိရပါဗျာအားဒါလေးကျွန်တော်တို့ပြန်ပြီးပြုပြင်ဖို့အတွက်ပြန်ဟိုလုပ်တယ် ဒီမှာဘယ်နှစ်ထပ်လဲ ဒါကတော့ဟိုရှင်ပြဟိုစုစုပေါင်း32ထပ်ရှိပါတယ်ဗျာ 32ထပ်ကမ္ဘာဘယ်လောက်ရှိလဲ အခန်းပေါင်းဆိုရင်360 400လောက်တော့ရှိပါဗျာ အခုလူနေသေးလား လောလောယာကြီးကတော့ခဏပိတ်ထားတယ်ဗျာ အဲ့28ရက်3လ2025တော့ငလင်လုတ်တဲ့အချိန်မှာဘယ်လိုတွေတွေ့ကြုံခံစားရလဲ တပီတော့ကိုယ်တိုင်ကြုံတာတော့တပီတော့ဒီအောက်ထဲမှာပဲရှိရဗျာ ဟုတ်ပြီ ပထမဆုံးပထမလှုပ်တာတော့2ကြိမ်လှုပ်တာဗျာပထမတစ်ကြိမ်ကတော့နည်းနည်းလေးပေါ့အဲ့လိုမျိုးဝုန်းဆိုတော့တပီတော့လည်းလန့်တာပေါ့နော်ဟိုဘာဖြစ်မလဲပေါ့တခုများဖြစ်မလားဆိုပြီးတော့အဲ့လိုအနေထားမျိုးတွေတော့ကြုံတယ်ဗျာပြီးတော့တိတ်ထွေးတူးတော့ဘာမှမဖြစ်ပါဘူးဒီမှာတော့စောက်တဲ့ပုံစံအနေထားကလည်းကောင်းတယ်ဆိုတော့လေ အပေါ်ကလူ ရိတ်ခါနေရတော့ဖြစ်တယ်ဗျာ အပေါ်ကလူတွေရောစင်းညာအောက်ကို အဲ့ဒါတော့ဆင်းတယ်ဗျာဟိုအပေါ်ကလူတွေရောဝန်ထမ်းတွေပဲရှိရ နဲ့ ပါ ပတ်သက်တာလား တမဗျာ ဟမ် သူကကြတော့ဒီ6လွာအထိကားပါကင်ရှိရဗျာ ဟော 6လအထိကို 6လွာအထိကားပါကင်ရှိတယ် ကပ်ပတ်ကင်က6လ 6လအထိ ကပ်ပတ်ကင် အေး 6လွာအထိပေါ့ 6လအထိ ဒီဒါပါဝင်6လွာနောက်6လွာ ဒီလည်းပါကင်မဲဟိုမှာစကက်တက်သွားလေခုန ဒါ6လွာအထိ ပေါ် ရှိရ မှာ ဗျာ လူနေတာ6လအထက်မှာလူနေတာ 6လွာအထက်မှ ပါကင်ရှိတယ် 6လွာမှလည်းပါကင်ရှိရဒီပေါ့ဒီ1 floor ဒါဆို2လွာမှဒါကားပါကင်ရှိမယ်3လွာမှကားပါကင်ရှိမယ်5လွာမှကားပါကင်ရှိမယ်6လွာမှကားပါကင်ရှိမယ်ကျွန်တော်ဒါ -1 ခေါ်တာပေါ့ -1 နဲ့ဆိုကားပါကင်5ခုရှိရဗျာ အောက်က အမှန်ဗျာ အဲ့တော့လူတွေများလာ28ရက်နေတော့ ရှိရဗျာဟိုပေါ့ဧည့်သည်တွေရောရှိရတပီတော့ဝန်ထမ်းတွေအကုန်လုံးပေါ့ဝန်ထမ်းတွေရောရှိရဗျာ အားလုံးလူကြီးဘယ်လောက်လောက်ရှိနေလဲဒီစား အဲ့အချိန်မှာငလင်လုတ်တော့ကဒါခံမှန်း ခမန်းပေါ့ဝန်ထမ်းရောဧည့်သည်ရောဆိုရင်တော့150 200လောက်တော့ရှိရဗျာ သူတန်းပြောရတဲ့မှာနည်းနည်းလေးထိကြိုက်ပြီးတော့ဘယ်အချမ်းနဲ့ဘယ်အပိုင်းကြီးလူထိကြိုက်တာ ဟောပေါ့ဒီအခန်းလေးတော့အနေချင်းတော့ကွဲပြဲလေးတော့ရှိရဗျာဒီအတွန်းခန်းလေးပေါ့ဟိုစိုးစိုးဝါးဝါတော့မဟုတ်ပါဘူးပြန်ပြပြင်နေသေးပေါ့ မီးတွေရေတွေပြတ်သွားတာလားဒီက မီးတွေကတော့တမဗျာခဏတစ်ဖြုတ်တော့ပြတ်တာပေါ့ဟောဒီတက်တိုင်နေပါအပြင်ဘက်လဲတာနေပါလေဆိုတော့ ဒီမှာဖြစ်လို့ဖြစ်တာ ဟုတ်တယ်အဲ့လိုမျိုးဖြစ်တာ အခုဒါဒီမှာတန်းလေးတကပါ ဓာတ်လေးကပါပါတယ်ဗျာ ဘယ်နှစင်းပါတယ်
6စီးရှိရဗျာဟိုဝန်ထမ်းဓာတ်လေကားဆိုရင်လေကားနဲ့ပိတ်မိတဲ့လူတွေရှိတယ်လေကားနဲ့ပိတ်မိတဲ့လူကတော့မရှိဘူးဗျာအဲ့ဒီအချိန်ပေါ့လေငလင်လှုပ်တဲ့အချိန်ကတော့မရှိဘူးဗျာဟောလေအဲ့ကြောင့်ရိုးရိုးကပဲပြေးဆင်းကြတာပေါ့ရိုးရိုးဒီဓာတ်လေကားတွေကပဲပြေးအဲ့လိုမျိုးဆင်းကြတာပါဓာတ်လေကားနဲ့ဆင်းလို့ရမရတော့ရတယ်ဗျာအဲ့ချိန်အဲ့တော့ရတယ်ဒီမှာတောင်းငံရှိသေးလား တာဝန်ခံကတော့ဒီညာဘက်ကတော့တပည့်တော်ပဲရှိရဗျာဒီဒေးမှာတော့ကျွန်တော်မန်နေဂျာရှိတယ် မန်နေဂျာနာမည်က ဆရာမျိုးတူဆိုပါဗျာ အခုဒီဟိုဇာနဲ့ပတ်သက်လို့သားတို့ရဲ့အဆောက်အဦနာမည်က ဟုတ် Grand Park Hotel ပါရှင်ဗျာ Grand Park Hotel နဲ့ပတ်သက်လို့လူတွေလာပြီးသုံးသပ်တာပါရှိ လူတွေကတော့ဒီလိုမျိုးအဲ့လိုမျိုးလာပြီးတော့ဟွာတော့မဖြစ်ဘူးဒီလမ်းအဲ့လိုမျိုးဖြတ်သွားတာမျိုးတွေတို့ဟိုတယ်ကိုလာကြည့်ကြတဲ့အဲ့လိုမျိုးတချို့ဧည့်သည်တော့ရှိတယ်ဟွာပေါ့ဒီနာဘေးပတ်ဝန်းကျင်ကလူတွေတော့လာကြည့်ကြတယ်ဗျာ သုံးသပ်တစ်ချက်ဖြစ်ပြီးတော့ဗာမှန်းမထိတိုက်ဘူးအန်ဟောကြတယ် တမဗျာ တော့ကောင်းတဲ့ foundation လဲတော့လောက်တာတာတော့ဘလောက်အခြေထဲမှာစောက်တာဒီလား အဲ့လိုမျိုးတော့တပည့်တော်မသိဘူးဗျာငလျင် လေးဆိုတော့ကြပဲရှိ ဟိုတပြလုံးကြီးပဲတပြလောက်တော့ငလျင်နံ ဒါရစင်လာတယ် ငလျင်နံဘယ်လောက်ကြီးခံအောင်စောက်ထားလို့ကြာငလျင်ဒီကော30ကျော်မယ်ထင်တယ်ဗျာအဲ့လောက်ကြီးခန့်တယ်ဗျာဟုတ်90လောက်တော့ခန့်အဲ့လောက်ကြီးငလျင်ပြင်းရလေဒီမှာ9.9ပဲဆိုတော့အဲ့နိုင်တာပေါ့ကောင်းကိုကအချင်းနဲ့တူ90လောက်ကြီးခံအောင်လုပ်တာ90လောက်တော့သွားမှာဗျာဒီစောက်တော့ကလည်းကျွန်တော်တို့ဒီဘာပေါ့ဂျပန်ပညာရှင်ပေါ့ဂျပန်အဲ့လိုမျိုးပညာရှင်နဲ့စောက်ခဲ့တာဗျာ ဂျပန်ပါလား ဂျပန်ပညာရှင်နဲ့စောက်တာတပည့်တော့တီးရတဲ့လောက်ပေါ့နော် ပိုင်ရိုက်ပိုင်ရိုက် ဘယ်နှစ်လောက်ကြာသွားလဲစောက်ရတာအဲ့လိုမျိုးတီးကြတော့တပည့်တော့မသိ ဒီ ဘူး သားအနေနဲ့အလောက်ကြီးမသိဂျပန်ပညာရှင်တွေစောက်ထားရတာကတော့စိတ်ဝင်စားရကောင်းတဲ့ Grand Park Hotel ပဲပေါ့ တမဗျာ ဝယ်ပြီးအရင်ဝယ် နေနော်သူတို့နဲ့စောက် ဟောတတိယတရုတ်တတိပေါ့ တမဗျာတရုတ်သေးပါဗျာ ဘယ်အဆောက်အဦတွေပြက်စီးတာလဲဘယ်အခန်းတွေပြက်စီးတာလဲဘယ်အလွာ အလောဟာ အခုပြင်နေတယ်ဆိုတာလေ ဟောပြင်းနေရဆိုအနေချင်းပေါ့အလွာတိုင်းကတော့နေပါနေချင်းကတော့ထိရသွားဒီဟွာပေါ့ဒီနေရလေးတွေနည်းနည်းအကြောင်းထားတာမျိုးလေးတော့ရှိရဲအဲ့ဒါလေးကျွန်တော်တို့တွေပြန်ပြီးတော့ engineer နဲ့ teacher ပြန်တိုင်ပြီးတော့ပြန်လုပ်တယ် ပြောရဆိုရင် तू ကဟိုဒီအုံနိုင်ရအပြင်ထိတာဗန်းဖြစ် မဖြစ်ဗျာ ဟို basic ကြီးကတအားကောင်းနေတာဗန်းဖြစ် တမဗျာ foundation ကလေးကကောင်းတာဗျာ အေးပေါ့ ဒီတိုင်လုံးတွေဆိုရင်ဒီတိုင်လုံးတွေဆိုတာဒီအောက် foundation ကလေးအပေါ်တက်လာတဲ့တိုင်တွေဒီအဲ့ဒါမျိုးတိုင်တွေအောက်မှာအများကြီးဒီတိုင်တွေလေဟိုဒီတိုင်အကြီးကြတော့ဟိုအောက် foundation ကလေးကပါ ပိုင် foundation လားပိုင်နဲ့ရိုက်ဟိုမြေကြီးတဲ့ ဒီလောက်ကြီးမှတော့လည်းခံတယ်32ထပ်ဆိုဟုတ်တယ်အဲ့လိုရိုက်တယ် ပိုင် foundation ဟုတ်တမ ကောင်းပါပြီသားကျုံလို့ဝင်မိတာပါ တမပါ ဒါပြောသားပြောတဲ့စကားတွေကထူကြတဲ့ဂျပန်နီလာဆောက်တယ်လို့ခုနကလိုပေါ့လောက်ကြီးကျတဲ့ဥစ္စာကြီးကိုဘာမှမဖြစ်တဲ့အတွက်ဝမ်းသာလို့ဘုံတင်ကြဖို့ပါ တမဗျာ သားတို့လူကြီးလည်းပြောလိုက်ပါ တမဗျာ ဘုံသဘောဝိဒါဆရာတော်ရှင်ဥဒ္ဓမသာရနဲ့ဘုရားကိုဆရာတော်ဥက္ကဓမ္မတို့သူတို့အဖွဲ့အားဖြင့်လာတယ်ပေါ့နော် တမဗျာတမ ဘုံတို့တော့ ပါဟိုဟာဖြစ်ထားတာ တဝဲပတ်တယ် ပြေးပါပျောက်ပြီးပြီးတော့ ဆရာလေးတွေကသွားလိုက်တယ်သွားလိုက်ဆေးဘူးဝယ်နေတာမြင်လို့တဲ့ကားမှာသွားလိုက်ဆေးတွေလာလူတယ်နောက်ပြီးတော့အေးတွေရေတံမှုတွေလာလူတယ်အဲ့ဒါနဲ့တပည့်တော်ကမေးကြည့်တော့ငလင်မေးခံစားရုံနဲ့မကဘူးဟိုပါမိဘေးတင်ထားဆိုပြန်ပေးရလည်းမယူတော့ဘူးအဲ့ဒါနဲ့ဆရာတော်ဘုရားကိုပို့လိုက်အောင်တွေ့ကြုံလေးတွေပြောပြရတယ်ဘာဖြစ်ချင်ကြလဲတရားပွဲတွေမှာလာလုပ်ပြီးတော့ဆွေးနွေးပါကြ ဆရာတို့203မိုင်မှာနေပြီးတော့ဗောနော်အဲ့မှာတော့မြင်နေရလေးတွေဒုက္ခတွေတွေကိုပေးဖို့ရှိတယ်အဲ့ဒါတွေကတော့လောဆယ်လာနေလဲရတယ်တချို့အဆင်မပြေဒီမှာအဆင်မပြေတဲ့လူပေါ့နော်ဟိုမှာလဲသူကလည်းသူအလောက်ကိုင်းနေပါတွေကတော့ ဖုန်းနံပါတ်ယူထားလိုက် ရှိလိမ့်မယ်သူကနေပြီးတော့နေပြီးတော့ ဒီမှာဖုန်းနံပါတ် ရဆိုတော့4နာရီလောက်ဝေးတော့203မိုင်အမြန်လမ်းကနေပြီး2000ကျော်လောက်ပဲဝင်ရတယ်အဲ့မှာနေတဲ့လူတွေအဲ့မှာ လက်ခံလို့ ပုံချန်ဝင်းလေးနဲ့ပေါ့နေတယ် ဒီဘက်မှာကြားရတယ်နေဖို့ကဆိုတာမှတ်ပုံနေမရှိရဲဆိုတာမရှိကြအိမ်အောင်တွေကမရှိတဲ့အိမ်အောင်ရှိကြအဲ့လိုလေခါမဲ့လေဖြစ်ကုန်ကြတာပေါ့နော်ပြောမယ်ဆိုရင်ဟိုလိုလူတိုင်းပြောမယ်ဆိုရင်တော့ လက်ကပ်ပေါင်းတယ်ဗျာကားပေါ်မှာလက်ကပ်ထားတယ်ရေအများကြီး
အသေးချင်းတို့၄ရနောက်၄ရနှစ်နဲ့နောက်သေးချင်းတို့ကိုကြည့် ဒီမှာနေရ ဒီရဲ့ဘဝအစီအစဉ်တွေပါလို့ဆိုရောလောသာ လာကြည့်လို့ရတယ်လာကြည့်ကြည့်အဆင်ပြေတယ်ကြီးတွေအဆင်ပြေတယ်ပြီးတယ်ပြီးဆိုင်နေခုံးတယ်ဆယ်လေးဒီဆိုင်တယ် တရုတ်လူမျိုးတွေလာပါဗျာတရုတ်လူမျိုးတော့ရှစ်နောက်ပြမတရုတ်ဟာကြီးမဟုတ်နိုင်ငံတော်မဟုတ်ဘူးအဲ့တော့ရှစ်ပုံအဲ့လောက်ပဲရသေးလား90 60ကျော်ကတော့ခံမင်းပေါ့အဲ့တော့မင်းနည်းပုံမပြောချင်လို့လားပုံမပြောချင်မဟုတ်ဗျာပြီးတော့ဒီမှာဘယ်လောက်ရလဲဆိုတော့ဒီမှာလှုပ်ဆောင်နေရဆိုကိုကဘယ်လောက်ရတယ်မသိသေးဘူးဗျာအဲ့လိုမျိုးဗျာ အဲ့ကြတော့ဗမာပြန်ပြီးစောက်ကြနေရရှိလား အဲ့လိုမျိုးတော့အရှိမှမရှိသေးဘူးဗျာတင်ပါဗျာခုနကတည်းကပြောတာအရှင်ပြားကလူချင်းတယ်ဟုတ်တယ်အရှင်ပြားမြင်နေအောင်သူရောက်လာအဲ့မိသားစုရဲ့စောင်းဝနေရအတွက်အရှင်ပြားမှာလောက်ကန်ခွင်လန်းရှိဖို့လိုတယ်ဒီမှာအလောက်ကန်ခွင်လန်းကဒီမှာပြည့်စုံတယ်လေမန်းလေးဆိုတော့သူတို့အရင်လည်းဒီလိုပဲလက်လုတ်လက်စားရင်းနဲ့နေတာ ဟိုပါပေါ့နော်စက်ယုံလို့ယုံနေပါမယ်ကြောင်းတို့အဲ့ဒါတွေကပါအားချင်းလုံးမှာအားချင်းလုံး တင်ပါဗျာတင်ပါဗျာ ဟိုအဲ့လိုလူတွေလာစုမှာ တင်ပါဗျာ ပြီးတော့ပေါင်းနေဆက်ဆံရေးပုံစံလူတွေဆိုတော့ရက်ွက်တယ်လေပြီးတော့တော့လုံးရပါ တင်ပါဗျာအဲ့ဒါ ပြီးတော့စောက်လို့ရေးတွေပါလို့လို့ရတယ်လေ ရှိရဗျာစောက်ချင်တာလေပေါ့ရှိရဗျာစောက်ပြန်သမားလို့လက်သမားလို့ ဟိုမှာဆိုလဲအဲ့လိုလာစောက်မဲ့လူတွေအများကြီးပဲ တင်ပါဗျာ ကိုကအဲ့ထဲမှာဝင်လို့ရတယ်ဇီရောက်စားလို့ရတယ်ဒါမှမဟုတ်နေပြီးတော့မှအလုပ်ကန်နေရှိတယ်လေနေပြီးတော့မှလည်းလုပ်ကန်နေရှိတာ ဟုတ်ဗျာမီးလောင်မြင်လို့လောင်မြင်လို့ခေါ်တယ် လမ်းလုံးပေးရတယ် တဲချင်းလိုပဲခေါ်တယ်တဲချင်းလိုပဲတဲချင်းတော့အဲ့လိုမီးလောင်မြင်ဘယ်နှခုလောက်တက်သွားလဲဟုတ်လို့